အားလုံးကိုမင်္ဂလာပါကျွန်တော်နာမည်ကတော့ဦးထန်ချင်းပါလို့ခေါ်ပါတယ်ကျွန်တော်ဘာကြောင့် MBA program ကိုတက်ရောက်ခဲ့တယ်လဲဆိုတော့အလို့တစ်ဖက်နဲ့ online ကနေသင်ယူလေ့လာလို့ရတဲ့အတွက်ကြောင့်ကျွန်တော်ရွေးချယ်ခဲ့တာဖြစ်တယ်နောက်တစ်ခုအနေနဲ့အချိန်ကုန်တက်တာပြီးတော့မှငွေကုန်ကြီးကြလဲတက်တာစီပါတယ်အဲ့ဒါမကဘူး payment ပုံစံနေလဲကျွန်တော်အရန်သဘောကျပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ MBA program တက်ရောက်ခဲ့တာဖြစ်တယ်ဒီ MBA program ကအိမ်ဘက်တစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်မဖြစ်မနေတက်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာဖြစ်တယ်ပေါ့နော် MBA program ကိုကျွန်တော်ရွေးချယ်ခဲ့တယ်ဆိုတော့နံပါတ်1တစ်ချက်အနေနဲ့တင်ကြားပေးတဲ့ဆရာမတွေကိုအရင်ဆုံးကျွန်တော်လေ့လာခဲ့တယ်ဆရာမတွေကတင်ကြားရေးပိုင်းမှာအရန်တော်တဲ့ဆရာမတွေဖြစ်တယ်စေတနာမေတ္တာထည့်ပြီးတော့မှတင်ကြားပေးတာကိုတွေ့ရတယ်ပေါ့နော်အဲအကြောင်းလို့ကျွန်တော်ရွေးချယ်ခဲ့တာဖြစ်တယ်ပြီးရတဲ့လက်တွေ့စာတွေ့မကဘူးအလုပ်ယုံဆွေးနွေးပွဲတွေလည်းဖန်တီးပြီးထားတွေ့ရတယ်ပေါ့နော်ကျွန်တော်အနေနဲ့အရေးအသေးပြည့်မြင့်တဲ့ MBA program ကိုရှာတွေ့ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မိသူမဆိုဒီ EUI ရဲ့ MBA program ကိုရွေးချယ်ဖို့ရန်အတွက်ကျွန်တော်အကြံပြုလိုပါတယ်ဒီ EUI ရဲ့ MBA program ကိုတက်ချင်းအပြင်ကျွန်တော်အများကြီးအတွေ့အကြုံတွေရခဲ့ပါတယ် knowledge and management skill တွေပုံမူပြီးတော့ခိုင်မာစေခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရွေးချယ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်